မင်္ဂလာပါ HKKTM လည်းထုံးနေကနေကျူဆိုပါတယ်ဒါလေးဟိုတနေ့ကျွန်တော်ဆင်ပြီးတော့ပြထားပြီးတော့မှ backup လောက်ရမလဲပေါ့အဲ့ဒါလေးကျွန်တော်စမ်းထားတယ်လေးပါကျွန်တော်ဒါ2ရက်ရှိပြီပေါ့3ရက်မြောက်နေ့ကတော့ကောင်းကောင်းမသုံးလိုက်တာကြောင့်ပေါ့တနင်္လာလောက်ပဲသုံးလိုက်တာကြောင့်ပေါ့2ရက်ရှိပြီကျွန်တော်ညနေမိုးချုပ်တဲ့ချိန်6နာရီ9နာရီနဲ့8တဲ့ချိန်10 17လောက်ထိကိုမှကျွန်တော်သုံးနေ2ရက်ပေါ့မနေ့ကတော့တနင်္လာလောက်ပဲသုံးလိုက်တာ battery AH အနေနဲ့ကတော့ကျွန်တော်3လုံးပဲထည့်ထား6000 mAh တောင်မှညမိတ်ခင်ဒီကိုမှ AC အသုံးပြုလို့ရတယ်ဒါကတော့နမူနာစမ်းပြီးတော့မှ6000အားဆိုရင်ဘယ်လောက်ခံလဲဆိုတာဟိုမှပြောချင်တာပေါ့လေဒါကိုလူကြီးမျိုးတို့ကဒါလေးကိုမှအားလေးနည်းနည်းတိုးပြီးတော့မှပို့ပြီးကြာခံနေတယ်ဆိုရင် mAh လေးနည်းနည်းတိုးပြီးတော့မှဆင်လို့ရပါတယ်လောလောဆယ်ကျွန်တော်ဒါလေးကိုမှ9000နဲ့ရောင်းပါတယ်6000 mAh ပေါ့ညမိတ်ခင်ဒီကတော့အားလုံးကမှ AC သုံးလို့ရတယ်ခင်ဗျဟုတ်ကဲ့မီးအကုန်ဖွင့်ထားတာပေါ့လေအကုန်ဖွင့်ပြီးတော့မှသုံးတာပေါ့လေရှိသမျှဆုံးလေးတင်ပြီးတော့သုံးတာညနေမှောင်တဲ့အချိန်ကနေစပြီးတော့မှညမိတ်ခင်ချိန်လေးကိုမှတရက်ကို4နိုင်လောက်ဒီစားကျွန်တော်သုံးထားရလို့ပေါ့နော်မှားမယ်ဆိုရင်ကိုကုံ6နှစ်3ည16မှာဝယ်ယူနိုင်ပါတယ်ဒါလေး9000မှာခင်ဗျဟုတ်ကဲ့ mAh တိုးသွားရင်တော့ဈေးလေးတွေပြန်ပြီးတော့မှပြောပြပါမယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်